ကျွန်တော်တက်လာတော့မိနစ်20လောက်ရှိပါတော့မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ခီးသွားဗီဒီယိုကနေကြိုဆိုပါရစေယခုကျွန်တော်တက်ရောက်မှာကမင်းသွန်းဆန်းလို့ခေါ်တဲ့တောင်ဖြစ်ပါတယ်မင်္ဂလာပါဒီနေ့တော့ကျွန်တော်ကိုရီးယားနိုင်ငံဂမ်ဝန်တိုမှာအလွန်မတမနာမည်ကြီးနေတဲ့မင်းသွန်းဆန်းလို့ခေါ်တဲ့တောင်ကိုလာရောက်တက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်းသွန်းဆန်းတောင်ဟာကိုရီးယားနိုင်ငံဂမ်ဝန်ပြည်နယ်မှာရှိပြီးလှပတဲ့ရှုခင်းများနဲ့ရှုမဆုံးတဲ့တောင်တန်းများကိုတွေ့ရမယ့်တောင်ဖြစ်ပါတယ်အခုလိုလှပတဲ့ရှုခင်းတွေလှပတဲ့တောင်တန်းတွေတွေ့ကျင်တော့မင်းသွန်းဆန်းလို့ခေါ်တဲ့ဂမ်ဝန်တိုမှာရှိတဲ့မင်းသွန်းဆန်းတောင်ကိုလာရောက်တက်ကြပါလို့တိုက်တွန်းလိုက်ပါတယ်မင်းသွန်းဆန်းလို့ခေါ်တဲ့မင်းသွန်းတောင်ဟာပင်လယ်ရေပြင်အထက်1119မီတာခန့်မြင့်ပါတယ်မြင့်ပေအပြင်3600ကျော်ခန့်မြင့်တာဖြစ်ပါတယ်မင်းသွန်းတောင်ကိုတော့ကျွန်တော်ဒုတိယအချိန်မြောက်တက်ရောက်ခြင်းလဲဖြစ်ပါတယ်ဗျာမင်းသွန်းဆန်းတောင်ကိုလာမယ်ဆိုရင်ဖြင့်အနီးဆုံးဘူတာဟာမင်းသွန်းဆန်းရော့ဘူတာဖြစ်ပါတယ်မင်းသွန်းဆန်းဘူတာကိုစိုးမြို့တဲကနေလာမယ်ဆိုရင်ဖြင့်ချောင်းညန်းကြီးဘူတာကနေ3နာရီကျော်ယထာစီးရမှာဖြစ်ပြီးအသွားအပြန်အတက်အဆင်းတရက်တာခီးဖြစ်ပါတယ်လာရတီနဲ့ထိုက်တန်အောင်လဲတဘာဝရဲ့တောင်တန်းကြီးများစိမ့်ဆိုနေတဲ့မြက်ခင်းများနဲ့ရှုမဆုံးလာတဲ့တဘာဝရဲ့ဟင်းလင်းမြင်ကြီးများကိုရင်သက်ရှုမောဝဲမြင်တွေ့ခံစားနိုင်ပါတယ်မင်းသွန်းဆန်းတောင်ထိပ်ရောက်ပြီဆိုရင်ဒီတောင်ထိပ်အမှတ်တရကြောက်တိုင်နဲ့ဓာတ်ပုံရိုက်ဖို့တောင်မလွယ်ပါဘူးပိတ်ရက်တွေမှာဆိုရင်လူကအရမ်းများလို့ဖြစ်ပါတယ်မင်းတို့ဆန်းတောင်ကိုကျွန်တော်ရောက်သွားတဲ့အခါမှာဆိုရင်လေတောင်ထိပ်မှာမြန်မာမိတ်ဆွေများနဲ့လည်းဆုံတွေ့ခဲ့ပါသေးတယ်ပါကျင်နေရလားတိုင်းရှိမဟုတ်ပါဘူးတောင်ပေါ်မှာလည်းအသိဉာဏ်မှာတွေရောက်နေပါတော့အော်အမှန်လေးကျွန်တော်တန်းစီတော့ဘူးလေတောင်းများနေကြရိုက်ထားတယ်နော်ကမ္ဘာရိုက်ထားတယ်မင်းသွန်းဆန်းတောင်ဟာ9လပိုင်း6လပိုင်းမှာလာရောက်လည်ပတ်သူအလွန်များပါတယ်မင်းသွန်းဆန်းတောင်ကိုလာရောက်စေတဲ့အရာထဲမှာဆိုရင်ယခုမြင်တွေ့ရတဲ့လှပတဲ့တဘာဝရဲ့ရေအိုင်ကြောင်လဲဖြစ်ပါတယ်စိမ့်ဆိုအေးမြနေတဲ့တဘာဝရဲ့အလားတကယ်ကိုဂမ်ဝန်ပြည်နယ်ရဲ့တောင်တန်းကြီးများကိုမြင်တွေ့ရသည်မှာမင်းသွန်းဆန်းရဲ့တဘာဝအလှတရားပင်ဖြစ်ပါတယ်မင်းသွန်းဆန်းတောင်ရောက်ပြီဆိုရင်မင်းသွန်းဆန်းတောင်ဘေးမှာရှိတဲ့ရေအိုင်ကလည်းတဘာဝရဲ့အိုအေးစလဲဖြစ်ပါတယ်တောင်တက်ချင်းတဘာဝအလှတရားများရှိရာမင်းသွန်းဆန်းတောင်ကိုတွားရောက်လက်ပတ်ပါကိုယ်တိုင်တွားရောက်လက်ပတ်ကြည့်မှာပဲကိုယ်တိုင်ခံစားသိမြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ကိုရီးယားနိုင်ငံဂမ်ဝန်တိုမှာရှိတဲ့မင်းသွန်းဆန်းလို့ခေါ်တဲ့မင်းသွန်းဆန်းတောင်ဖြစ်ပါတယ်